Hello မင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့ကွန်ပျူတာမှာ Write နဲ့လို့စိတ်ညစ်နေတဲ့သူတွေအတွက် Run တိုးတဲ့နည်းကိုမိမိကိုယ်တိုင်လုပ်လို့ရအောင်အသေးစိတ်ပြောပြပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော် Run ထပ်တိုးဖို့အရင်သိထားရမှာက RAM speed တူရပါမယ်မိမိကွန်ပျူတာမှာရှိတဲ့ RAM speed ဘယ်လိုကြည့်ရမလဲဆိုရင် Start button ကို right click နှိပ်လိုက်ပါပြီးရင် Tab Manager ကိုနှိပ်ပါဒီနေရာမှာ Performance ကိုနှိပ်ပါဒီမှာရှိတဲ့ Memory ကိုတစ်ချက်နှိပ်ပါဒီအောက်မှာတစ်ခုပြောပြချင်တာကဒီနေရာမှာ1 of 2ဆိုတာက RAM နေရာနှစ်ခုမှာတစ်ခုသုံးထားပြီလို့ဆိုလိုတာပါမိမိကွန်ပျူတာမှာ RAM နှစ်ချောင်းထည့်ထားရင်2 of 2လို့ပြပါလိမ့်မယ်ဒီမှာကမိမိကွန်ပျူတာမှာထည့်ထားတဲ့ RAM ရဲ့ speed ပါ RAM တိုးတဲ့အခါမှာဒီ speed တူညီရပါမယ်မတူရင်တက်လို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့တော်တော်များများကကွန်ပျူတာဒီသုံးနေရင် boot screen ဖြစ်သွားတာတို့အခြား error ဖြစ်တာတို့ခဏခဏကြုံရလိမ့်မယ်ဒါဆိုရင်လက်တော့ကိုဖြုတ်ဖို့ power အရင်ပိတ်လိုက်ပါမယ်နက်တွေရေးဖြုတ်ပါမယ်ဒီမှာက RAM ဖြစ်ပါတယ်ကွန်ပျူတာမှာတစ်ခုခုဖြုတ်တော့မယ်တက်တော့မယ်ဆိုရင်အရင်ဦးဆုံး power ကြိုးနဲ့ battery ကိုအရင်ဖြုတ်ထားရပါမယ် battery ကြိုးကိုဖြုတ်လိုက်ပါမယ်ပြီးရင်ထပ်တိုးမဲ့ RAM ရဲ့ speed ကိုကြည့်ပါမယ်ဒီမှာ1600လို့ပြပါတယ်ဒါဆိုရင်ကွန်ပျူတာမှာသုံးထားတဲ့ RAM speed နဲ့တူပါတယ် RAM ကိုတက်တဲ့အခါမှာ RAM မှာရှိတဲ့ဒီအတစ်နဲ့ဒီကဟာနဲ့တက်အောင်ချိန်ရပါမယ်ပြီးရင်အသာလေးဖိချလိုက်ပါပြီးသွားရင် battery ကြိုးကိုပြန်တက်လို့ရပါပြီပြီးရင်အဖုံးကိုပြန်တက်ပြီးနက်တွေပြန်ကျက်ပါမယ်ဒါဆိုရင် power ကိုဖွင့်ကြည့်ရအောင်OK power လာပါတယ်ဒါဆိုရင် RAM ဘယ်လောက်ရှိသွားပြီလဲကြည့်ရအောင်ဒီမှာ 8GB ဖြစ်သွားပါပြီဒီအောက်က RAM နေရာမှာ2 of 2လို့ပြပါတယ်ဒါဆိုရင် RAM တိုးခြင်းအောင်မြင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီး RAM ဘယ်လိုထပ်တိုးရမလဲဆိုတာသိသွားပြီထင်ပါတယ်မရှင်းလင်းတာဒါမှမဟုတ်သိချင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်အားလုံးအဆင်ပြေကြပါစေဗျာ